မိတ်ဆွေတို့ကားအတွက်အင်ဂျင်ဝိုင်ရွေးချယ်ရမယ်ဆိုရင်ဒါတွေတည်ထားဖို့လိုအပ်ပါတယ်ဒီအကြောင်းတွေမပြောခင်မှာအင်ဂျင်ဝိုင်တွေထဲမှာဘယ်မျိုးစားတွေရှိပြီးဘယ်ဟာကွာလဲဘယ်ဟာပိုကောင်းလဲဆိုတာအရင်ဆုံးရှင်းပြပေးခြင်းပါလေခင်ဗျာကျွန်တော်တို့ဝေးမှာဆိုရင်တော့အင်ဂျင်ဝိုင်တွေကို synthetic technology wine fully synthetic wine advanced full synthetic wine ဆိုပြီးတော့အမျိုးအစားတွေခွဲခြားထားပါတယ်ခင်ဗျာ synthetic technology wine ဆိုတာကတော့ကောင်းမွန်တဲ့ basic wine တွေကိုထပ်ပေါင်းထုတ်လုပ်ထားတာကြောင့်အင်ဂျင်ဝိုင်အရည်အသွေးပိုကောင်းပြီးတော့ပိုသုံးခံတဲ့အတွက်မော်တော်ကားအများစုမှာတင့်တော်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ fully synthetic wine ကိုသူကတော့ကားမျိုးစားတိုင်းတွေတင့်လျော်အောင်ဓာတုဗေဒပစ္စည်း100%နဲ့ထုတ်လုပ်ထားတာဖြစ်လို့ဇာတိဝတ္ထုအခြေအနေမျိုးမျိုးနဲ့အပူချိန်မျိုးမျိုးတွေမှာအသုံးပြုနိုင်ပါတယ်ခင်ဗျာ။ Fully synthetic ကအပေါ်ကမျိုးစားတွေတဲ့ဈေးနှဲငယ်များပေမဲ့ဒီနေ့ခေတ်ကားတွေရဲ့တန်ဖိုးကြီးအင်ဂျင်ကိုရေရှည်အသုံးခံခြင်းနဲ့မိတ်ဆွေတွေအနေနဲ့အသုံးပြုသင့်ပါတယ်ခင်ဗျာ။ Advanced Full Synthetic Engine Wine ကတော့ဓာတုဗေဒနည်းလမ်းနဲ့တခွဲခိုင်းများမှာတည်တံ့ဖန်တီးထားတဲ့အကောင်းတကအကောင်းဆုံး Engine Wine မျိုးစားဖြစ်ပါတယ်။ဒါအပြင် Engine တွင်းကအနေနဲ့တွေကိုပါဖယ်ရှားတတ်စေပြီးတာမန် Engine တွေထပ်ပို့ပြီးတော့အသုံးခံပါတယ်ခင်ဗျာ။ကျွန်တော်တို့ရဲ့မိုးဘီမှာဆိုရင်တော့ကားမျိုးစားလိုက်အရွေးသေးကောင်းဝင်တဲ့ engine wine တွေကိုဖြန့်ချီပေးထားတာကြောင့်အမျိုးမျိုးနယ်နယ်မှာရှိတဲ့အယောင်ကိုယ်စားလှယ်ကြီးတွေနဲ့ hotline ဖုန်းနံပါတ်999 999 8395ကိုမှာယူနိုင်ပါတယ်ခင်ဗျာ။